မကြရင်ပြီးတော့တော့မယ်သပင်ပေါင်းနေပါတယ်ကဲတော့ပါတော့မယ်ဆိုတော့ကား8နာရီကားပေါ့နော်ဒါပေမဲ့လူဆောင်ရင်ထွက်တယ်8နာရီမထိုးခင်လည်းထွက်တော့9နာရီ15တည်းကကားငါပြီးတော့သွားတာမောင်မဲနေပါတယ်လမ်းမှာတော့စီတန်းစီတဲ့ကားတွေတော့တွေ့တယ်ပေါ့နော်ရှေ့ကြီးပဲဆိုတော့ကားသမားကလည်းငားနေကြဦးလေးပေါ့နော်အတူသွားတဲ့အတော်ကြီးငားတာလမ်းမှာတော့ကားလမ်းတော့နည်းနည်းရှင်းနေတယ်ဒါပေမဲ့ထုံးစံတိုင်းဘေးဘက်မှာကြည့်လိုက်မယ်ဆိုရင်စီတန်းစီတဲ့ကားတွေအများကြီးပါပဲရွာကသွားမယ်ဆိုရင်လမ်းက4နာရီကျော်5နာရီနီးပါးလောက်စီးရတယ်ပေါ့နော်ဆိုတော့မော်ဘီရွှေပြည်သာမော်ဘီကျော်သွားပြီလို့ရှိရင်ရွာထဲဝင်နေအဲ့လိုရွာအပွားလေးတွေအများကြီးရှိပေါ့နော်အဲ့ဒီရွာတွေအများကြီးဝင်ပြီးတော့ကျမတို့ကအခုကစကားကြီးကားနဲ့သွားတာပေါ့နော်ဓနုပြူကိုသွားတာဒါပေမဲ့စကားကြီးလမ်းဘက်ကသွားတာဆိုတော့နည်းနည်းရွာတွေထဲဝင်ရတယ်ပေါ့နော်ဓနုပြူဘက်ကသွားရင်တော့ကူးလို့နဲ့ကူးရတယ်တက်မှန်နဲ့လားလှေနဲ့လားမသိပါအဲ့ဒါနဲ့ကူးရတယ်ကူးရပြီးတော့မြစ်ကိုကူးရတယ်ပေါ့နော်စကားကြီးဘက်ကဆိုရင်တော့မြစ်တော်မကူရဘူးဒါပေမဲ့လမ်းကြောပို့ရှိတယ်လမ်းကြောပို့ရှိပြီးတော့ရွာပြီးတရားဝင်ရတဲ့အတွက်အဲ့စကားကြီးဂိတ်ကိုရောက်ဖို့ဝေးပါတယ်ဘာဖြစ်လို့လဲဆိုတော့စကားကြီးဂိတ်ပြေးရတယ်ဂိတ်ဆုံးမှာပဲဆိုတော့ကျမတို့ဂိတ်ဆုံးထိစီးရတယ်ဆိုတော့ဖင်တညောင်းစီးရမှာဖြစ်ပါတယ်လို့လမ်းမှာလည်းပေါ့နော်အဲ့လောက်ကြီးဈေးတယ်တွေဘာညာတွေမရှိဘူးအရင်တော့ကတော့ငပြောကြော်တွေဗာလဲငုံကြော်တွေပေါ့နော်ရောင်းတာတွေရှိပေမဲ့အခုခေတ်ကာလအချိန်တွေရတော့အဲ့လိုမျိုးရောင်းနေလို့မရှိတော့အဲ့လိုမျိုးမော်ဘီဘက်ရောက်လို့ရှိရင်တော့ဘိမုတ်တွေအတီးနှံတွေတစ်ဖြတ်ရောင်းတာအဲ့တနေရာလေးပဲအဲ့နေရာမှာမဝင်ရင်စားစရာနေရာမရှိဘူးဒါပေမဲ့ဘိမုတ်ကလည်း review ပေးရမယ်ဆိုရင်တော့ပွားဈေးတွေပဲအရင်တော့ကတော့နည်းနည်းပေါ့နော်ဘိမုတ်ရတာရမှာအခုကတော့ပွားဈေးအရတာတီးတန့်ရမှာဖြစ်ပါတယ်ဒါလည်းခေတ်ကာလအချိန်တွေရပါတော့ဗတ်ရမ်းစားရင်တော့စားလိုက်ရင်တော့ဝင်သွားတာပါပဲသူကနဲ့သူတော့စားလို့ကောင်းပါတယ်ကြက်ဥလေးတော့ထည့်ထားတယ်ကြက်ဥရတာလေးတော့ပါပါတယ်ဒါနဲ့ဗီဒီယိုကဘာလို့အဲ့လောက်ရှည်နေရလဲငါလောက်ရှည်ထည့်ထားလားမသိဘူးကွာဆိုတော့သွားနေရပါတော့ဆိုတော့မနက်စောအေးမအောင်ညလည်း12နာရီလောက်မှအလုပ်ပြီးတတ်တယ်ပြီးတော့မနက်စောသွားဖို့အတွက်ပြည်စင်ပါညာနဲ့ဆိုတော့ဘာလို့အိမ်ငိုင်းနေပဲတညာလုံးလည်းမအိပ်ရပါဘူးဆိုတော့ကားကြီးရောက်ပါပြီခင်းတဲ့အတိုင်းမောင်မင်းနေပဲကားကြီးရောက်တဲ့ခါကျတော့ကားသမားတွေကကားတော့ဖွင့်ပေးတယ်ဒါပေမဲ့ကားပေါ်မှာအထုပ်တင်ပြီးအောက်ဆင်းပြီးစောင့်နေရပါတယ်ရှင်ဒါတော့ကျမရဲ့မနက်ပိုင်း fashion ဖြစ်ပါတယ်ဆိုတော့မိန်းမတို့မြည်သည်ဘလောက်ပဲအစောကြီးထားရမိတ်ကတော့ရအောင်ပြင်သွားပါတယ်ဆိုတော့အရင်မောင်မင်းတော့မမြင်ရပါဘူးရှင်ဆိုတော့ထုံးစံတိုင်းရွာသွားမယ်ဆိုတော့လေဒီတိုင်းပေါ့နော်တောင်းတဖြစ်မဲ့အဝတ်နဲ့အဓိကတော့အနွေးရပေါ့တငယ်ချင်းတို့ရဲ့အနွေးရနဲ့အုပ်ထုံပိုင်းသွားပြီဆိုတော့ဗောနော်ဒီမှာကျမတော်တွေကပန်းစည်းဖွင့်လားမသိဘူးတဲ့အိုင်နာကားကိန်းနာဈေးကိုသွားပြီးပန်းစည်းမှာအိမ်နာသွားတယ်မယ်ဆိုပြီးသွားကြတာကွယ်သူတို့ကကျမလိုက်သွားရတယ်ပေါ့ဒါပေမဲ့လိုက်သွားတဲ့အခါမှာတော့ပန်းစည်းကမဖွင့်သေးဘူးဘာဖြစ်လို့လဲဆိုတော့စောကြီးမလို့လေဒါပေမဲ့ဘိုင်းသက်ဝေ fashion လာလိုက်ကျမရဲ့ခြေထောက်လေးလှပခြေထောက်လေးမှန်တော့ခရီးသွားဖို့အတွက်ကအဲ့လောက်ကြီးမအားဘူးပေါ့နော်အလောက်ကတန်းလိုင်းဒါပေမဲ့အဲ့တန်းလိုင်းနဲ့ရအောင်ကို laptop နဲ့ဖုန်းနဲ့ကိုရင်ဝယ်ပိုက်ပြီးတော့ရအောင်လိုက်သွားပါတယ်လို့မှမတော်လဲကျမဒီစက်ဘဲမှာသွားဖို့လမ်းမမြင်တော့ဘူးရှင်ဒီနေ့ရတယ်ဆိုလက်ကြည့်အောင်ပါဘုံလုံးတရားတော့ဒီသာကွာဈေးတော့မဖွင့်သေးဘူးလားမသိပါဘူးသူကပဲဘာညာလဲဆိုတော့ဘယ်တော့မှမသိပါဘူးအရှိကအန်ဒီနှစ်ယောက်နောက်လိုက်နေရပါနဲ့ဆိုရင်9နာရီမထိုးခင်ထားပြီးတော့4နာရီကျော်ထားပြီးကားစီးပြီးတော့ကားကိတ်မှာနေရာရောက်လာဦးကအဲ့ဒါဈေးပတ်မယ်ဆိုပြီးဈေးရောက်မဖွင့်သေးပါဘူးဘာလို့မဖွင့်ကြလဲဆိုတော့မနေ့6နာရီတော့မထိုးသေးလို့ပါနော်
我自己要好。那少一点是也不来。现在能把都要吗？这方面现在都。6နာရီလောက်ကျတော့ကားပေါ်တက်ခွင့်ပေးတယ်ပေါ့နော်ဆိုတော့ကျမတို့ကားပေါ်ရောက်ပါပြီဆိုတော့ကားလက်မကကြိုးဝယ်ထားရတယ်ကြိုးဝယ်ထားလို့တော့မရဘူးအဲ့ဒီကားဒီလိုင်းကားလို့ပုံစံမျိုးဖြစ်သွားသွားပြီးကြိုးတန်းစီရတာပေါ့နော်ဒါပေမဲ့အစောရောက်နေတာဆိုတော့နေရာရပါတယ်အဲ့ဒီမှာ lucky လေးကျမဟာဆိုရင်ဖြင့်ဒီလောက်အစောကြီးပထမဆုံးရောက်ပြီးဗဒင်းမောက်ရွေးလိုက်တာဗဒင်းမောက်ဖွင့်လို့မရတဲ့တပေါက်တည်းတော့ဖွင့်လို့မရတဲ့ဗဒင်းမောက်ကိုရွေးမိပြီးတော့ကျမရဲ့နောက်တစ်ခုံကလည်းအနောက်မီပြက်နေရပါတော့ဆိုတော့အဲ့လိုမျိုး lucky ကောင်းစွာနဲ့ကျမထိုင်ကုန်ယူလိုက်ပါတယ်ဆိုတော့ဗောနော်ကျမတို့အမှထွက်လာတဲ့အခါမှာကျမရဲ့ရောင်းမလို့ပဲပြောမှာအမှန်တော့ကျမရဲ့အန်ဒီကြီးအသက်ကြီးပါတယ်ကျမရဲ့အန်ဒီကဗောနော်ထမင်းကြော်လာတာအဲ့ဒါစားမလားဆိုတာနဲ့ကျမဂုံးဆင်းလိုက်ပါတယ်အဲ့ထမင်းကြော်စားနေပါဘာဖြစ်လို့ဆိုတော့မနေ့စောကြီးဆိုဘာမှစားမလာပါဘူးတကယ်တော့မနေ့စောကြီးဘာမှတိတ်မစားနိုင်ဘူးဗောနော်မစားပြန်လို့ရှိရင်လည်းဘာရောက်လာတွေဘာဖြစ်မှာဆိုလို့အတွက်ထမင်းကြော်ကိုကျမမစားခြင်းနဲ့တပူးနီးပါးကောင်းစားလိုက်ပါတယ်စားလို့ကောင်းမှလည်းမဆိုပါဆိုကားပေါ်မှာသူများတွေကြရက်ထနေတဲ့အချိန်မှာထမင်းကြော်ထိုင်စားပြီးအလှပြနေပါတယ်အမှန်တော့အရင်နှစ်ကလည်းရွာကိုတစ်ခေါက်သွားတယ်ပေါ့နော်ဆိုရွာကိုသွားရတဲ့အကြောင်းရင်းကတော့ရွာလူတွေကိုသွားမှွေရပဲဖြစ်ပါတယ်ပြီးတော့ဘေးမှလည်းမသွားဘူးပေါ့နော်တယောက်တည်းခီးသွားဖို့ကလည်းကျမအသက်60ပြီးမှသွားမယ်ဒီမှာလေကျမအင်းကမသွားခိုင်းပါဘူးဆိုတော့ဘယ်မှလည်းသွားလို့မရမယ်တူရွာမှာပေါ့နော်ကျမတို့ဖျားရှိခိုးအတွက်အကြောင်းအရာလေးရှိလို့ကျမအတော်ပေါ့နော်အဓိကကျမအတော်ကျမဂုံးစင်းပြီးတော့ကျမလိုက်သွားတာဖြစ်ပါတယ်အဲ့လိုမှမလိုက်ရင်ကျမဘယ်မှမသွားတဲ့အတွက်ကျမရွာကိုလိုက်သွားပါတယ်ဘာဖြစ်ရွာသွားတဲ့အခါမှာလည်းအနည်းငယ်တော့ဒီမှာလိုတော့ကားတွေချက်လူတွေချက်ဖြစ်မနေဘူးပေါ့နော်ဆိုတော့နေရအဆင်ပြေတယ်ရွာလူတွေကျမချုံမောလှပမှုမြင်ရတဲ့အတွက်ကျိုးလည်းဝမ်းတာမှာဖြစ်ပါတယ်ဆိုတော့ကျမအရင်နှစ်ကတစ်ခေါက်သွားတယ်ဒီနှစ်ကတစ်ခေါက်ထပ်လိုက်သွားပဲပေါ့နော်10တန်းနှစ်တောင်ကလည်းအဲ့လိုပဲဦးလေးရွာလူတွေပြောတော့ဆန်အောင်စရင်ထွက်มาဆိုလို့ဆိုပြီးရွာမှာတော့အောင်းတာတရားတကောင်လေးအဲ့တော့ပို့ဆိုတဲ့ဒီမှာဒီအခုလိုမျိုးအင်တာနက်တွေမီးတွေဘာမှမရှိဘူးရွာမှာလေအဲ့တော့ပို့ဆိုရပါတော့လွန်ခဲ့တဲ့10နှစ်ကျော်15နှစ်ကဆိုတော့အခုကတော့ရွာမှာမီးလဲရပြီ TV လိုင်းလဲရပြီထုံးစံတိုင်းအင်တာနက် connection ကတော့အဲ့လောက်ကြီးမကောင်းဘူးပေါ့နော်ကျန်တာကတော့အဆင်ပြေပါတယ်နောက်တစ်ခုကတော့စားကျင်နဲ့စားလို့မရတဲ့ကိစ္စပေါ့နော်မုတ်တွေပါလေလက်ထောက်ဝယ်တိုင်းစားကျင်နဲ့စားလို့မရတယ်ကျမတို့မုတ်ကြီးပဲစားနေလူတယောက်ကဟိုရောက်တော့ထမင်းပဲလိမ့်စားနေရပါတယ်အဲ့ရလူတွေကတော့ပြောပေါ့နော်ရွာသွားရင်တော့နေကထမင်းစားလိမ့်မယ်ဘာလို့လဲဆိုတော့ရန်ကုန်ရောက်တာနဲ့မုတ်ဆိုင်တန်းပြေးတာပေါ့နော်အဲ့တော့အချိန်မကောင်းတဲ့ကျမတို့ကတော့ရွာရောက်ရင်စားကြထမင်းမရှိပါနဲ့ဘာဖြစ်လို့လဲမသိသူများဂုံစင်းရလို့လာတော့မသိဘူးနော်ရွာရောက်ရင်ထမင်းစားတာတော်တော်လေးစားလို့ကောင်းပါတယ်ဆိုတော့နော်ထမင်းတွေတဝါးစားခဲ့ပြန်လာတဲ့အခါမှာတော့ကျမရဲ့မျက်နှာဖောင်းကားနေပါတယ်လို့အဲ့မှာဘွားကြီးကဘယ်လောက်ပျော်စရာကောင်းလဲဆိုရင်ကားပေါ်မှာရောက်တာတော့မှအဲ့မှာဖုန်းနဲ့ join ပြီးတော့ကျမတင်တန်းတက်နေရတော့ဖြစ်ပါတယ်ဖုန်းနဲ့ join လိုက် laptop နဲ့ join လိုက်နဲ့ကားပေါ်ကလူတွေအမြင်ကက်စရာကောင်းလောက်တလန်းလုံးကျမတင်တန်းတက်ခဲ့ရပါတယ်အဲ့ဒီမှာကားဆရာရဲ့စိတ်ထားလေးတခုပေါ့နော်ကားရက်ပြီးရွာအစင်းရက်ဖို့အဲ့မှာဝေယုံတော့တက်တဲ့ကိုသူရက်လိုက်ပါတယ်လို့အဲ့မှာဆင်းတာနဲ့ဝီးခနဲ့ဆိုဝါတော့တဲ့တန်းရောက်ဖို့အတွက်သူ့ရဲ့စေနာမြစ်တာလေးတခုဖြစ်ပါတယ်အဲ့ဟာကိုကြည့်ပြီးရဲလိုက်ရတာရဲ့အရှိလေးနည်းနည်းလည်းမတိုးဘူးဒါပေမဲ့အဲ့နောက်ဝေယုံတော့နည်းနည်းရှည်တာဒုက္ခဒီလိုရောက်ဖြစ်သွားပါလိမ့်မယ်။ဘာကြီးကြလဲ။ငါကတက်ကြွလမ်းဆက်နေ။ဟုတ်လား။ကျောက်ကိုပြန်ရောက်လေ။အေးအဝတ်ဟုတ်ပါရွာရောက်ပါပြီဒါကတော့ကျမရဲ့ဒီဇိုင်းကလာနေတာလာတော့ကတော့အယုံမို့မရွာလဲရောက်တော့အယုံဖြစ်သွားပါတယ်တော်ရရောက်အမတ်တရားအဘာစင်နမ်းတင်ကွန်းစင်နမ်းငါရန်ပြောပြချင်တော်ရရောက်နေငါပြောပြတယ်နင်တို့တွေငါဘွားအိမ်မှာစိတ်နာကြတယ်ဒီလားအိမ်သာဟဲ့အိမ်သာလုံခဲ့တဲ့15နှစ်ကငါလာလဲဒီအိမ်သာပဲနုတိရလားနော်လုံခဲ့တဲ့15နှစ်ကလည်းဒီအိမ်သာပဲ
ဟုတ်ပါဘူးငါပြောမတိုးတော့လို့ပြောချင်တာမဟုတ်ရွာမှာတီတို့အိမ်တိုင်းမှအဆင်ပြေတာငါပြောချင်တာဟဲ့အလိုက်ဟင်းနေရပေါ့လောလောဆယ်ကတော့ရရောက်နေလို့ပြောချင်တာရှင်းလားအဲ့ဒီချက်တွေကဘာလဲတဲ့အဲ့ဒါငါတို့ရဲ့ရိတ်ခါဒီနေ့မှာအကောင်လိုက်လေးကိုအရန်ချစ်စရာကောင်းတာမြင်နိုင်မယ်နောက်၄-၅လကြာရင်ငါ့ဘိုက်ထဲကိုရောက်လာမှာဖြစ်ပါတယ်ဒီပြောချင်တာအဲ့ဒါပဲဒီမှာဘူးစင်ရှင်းနေတော့အဲ့ဒါဘူးစင်ငါရဲ့ရွာဝ outfit ဖြစ်တဲ့ငါဖက်နဲ့စီးရော်ဖက်နဲ့ရွာလာနုပဲမြောက်ဖို့ဘယ်တော့မှမစင်စားနဲ့နားလည်နော် sorry အခုမှရွာလာတဲ့လမ်းကြီးအရန်တိုက်ရဖြောင်းပြနေတော့ကွာအရန်ကိုကျမအရန်ကိုဘယ်လိုပြောပြလဲလမ်းဆန်တက်ကြွပြီးကျမအိပ်ပျော်သွားပါချွေးတစ်လုံးလုံးနဲ့နိုးတာရောရောက်ကြတယ်မှာဖောင်းအိပ်နေပါတယ်ဖောင်းအိပ်နေပြီးတော့ရွာလာမယ်ဆိုရင်အမြဲလှလှပပလာမယ်လို့စဉ်းစားလိုက်ရင်9ပေါက်10ပေါက်အပား30လောက်မှောက်သွားပါလိမ့်မယ်เนาะအဲ့တော့လွတ်လွတ်လပ်လပ်နဲ့ဖြစ်နိုင်ဒီလိုဖက်နဲ့တွေပဲစီးပါအဖနကအရင်နှစ်ကရွာလာတော့လည်းအဖနပဲဒီနေ့ရွာလာလည်းအဖနပဲเนาะဖနကောင်းကြောင်ကြွားတာအစ်စ်လာလို့လာမင်းနဲ့အဲ့ဒါအတူเนาะဘယ်လောက်လဲတောင်းကြော်နဲ့3တောင်းတော့ကြော်3တောက်လောက်ပဲပေးရတာလည်းမသိတော့ဘူးအဲ့ဒါလည်းရေးပေါ်တယ်ကိုမတက်ခဲ့ချင်းရပါလည်းမသိဘူးငါတို့ပြချင်တာငါတူနာမကဲ့ရေကွာမတက်ခဲ့ချင်းတူနာမကဲ့ရေဘာလို့ဆိုကွဒီနေ့မှရောက်တာဆိုငါမမီဘူးလေငါစက်သားတော့ကျွေးထားတယ်တန်းကြည့်နေတယ်မရှာတန်းနဲ့အားပဲဘေဘီတူတော်တာဟဲ့တော်တာပေလူငယ်တော်တာတော်တာလုံးလုံးရေလုံးလုံးပဲဟာလေ အဲ့လုံးလုံးလားမသိခေါ်လို့လေခင်မောင်မြင့်တို့ဘာလို့ဘယ်ရောက်လောတပုတ်ရအောင်စူးစမ်းနေကျမစူးစမ်းမှုကြီးပါဟိုမောရှိနေစားပေးမယ်ဝယ်လေးကြီးတယ်စားတဲ့ကိုင်မစားတဲ့ကိုင်ဘယ်မှာဘယ်ရောက်ွာအော်ညလိုက်တာဟဲ့ကညောတူးရယ်ဒီဘက်မှာနေအားဆိုမဟုတ်ဒီမှာဟိုရတယ် နေအောက်ကြမှာသူတနည်းလေး ဒီမှာထိုင်လေဒီမှာမမြင်ရဘူးလားဒီထိုင်တာဘူးကပလဲတူ မဟုတ် အော်ဒီနာမတ်တုတ်တမတ်တုတ်2မိနစ်လောက်တကတ်တာတဲ့တယ်ကွာဟိုမညကလေးကဘလော့တပုတ်ရိုက်မို့လေမညကလေးကရိုက်ဒီမှာတည်းရိုက်နှစ်ဆုံးလို့အော်ဘာလို့ဒါဘာလဲခွတ်ချင်နေဗီဒီယိုကြည့်တာအော်ကျမဒီတိုင်းလာမိမိတော့ဘာလို့ဒါလဲတော့ပေါ့ချင်ဘလော့ရိုက်တာလားအော်ဘလော့ရိုက်တာဆိုတော့ဗီဒီယိုချန်နယ်မသိပါဘူးငါတဲရောက်နေမျိုးဗီဒီယိုကောပြောတာဆိုအောက်မှာလိုက်ကြည့်ရလဲဘာမှလည်းမသိဘူးဗီဒီယိုကောပြောကြတယ်ဒါတင်ရပါတယ်ဟိုဘလော့ကတူတူထွက်တော့ဟိုကလေးက5စက္ကန့်10စက္ကန့်ဒီက5စက္ကန့်10စက္ကန့်ပါအဲ့ဒါလေဓာတ်ကအရင်လက်ပေါက်ကတာတောက်ကြနေရမှာပုံနဲ့ဆက်တာကြားလို့ဒီဗီဒီယို editing လုပ်ရကြကြာလောက်တက်ဘူးအဲ့ဒါလေလည်းလုံးစုံမို့မတောင်းလားဒီဘက်ကသာသေးဒီရဝိချနာအားမဝိမချနဲ့ဒီကချကြမလို့
16ကျော်မှချတဖြည်းဖြည်းနဲ့အစားကိုလေချွတ်ချော်သွားအဲ့လာတော့ ဆိုတော့ဗောနော်အဲ့ဒီမှာကျမတို့စကားကြီးကနေပြီးတော့ချောင်းဆောက်ကိုကူပါတယ်ချောင်းဆောက်ရောက်တော့ညရောက်နေပြီဆိုတော့အဲ့မှာအလုပ်လုပ်ဖို့လုပ်နေတော့အဲ့ဒီမှာရွာမှာရှေ့ချောင်းဆောက်ရွာမှာရှေ့ခွေးလေးဗောနော်သူနာမည် grey လောက်ပါတယ် grey နဲ့ခဏဆော့တာဗောနော်အမှန်တော့အခုမှအထမဆုံးတွေ့ရတာအဲ့ခွေးလေးကလူရင်နေပြီးတော့ချစ်ဖို့ကောင်းတယ်ဗောနော်ဆိုတော့ကျမကိုလာပြီးတော့သူဆက်စုတာဗောနော်ဆက်စုပြီးတော့ကျမတို့နှစ်ယောက်ဆော့နေတာပြန်ကန်နေကြည့်ကျမတို့ဆော့ကောင်းတော့ဗောနော်အဲ့ဒီမှာပြီးတော့ကျမအနေပါပါစစ်စရာလေးရှိတာစစ်တယ်ဗောနော်ဘာလို့လဲဆိုတော့နည်းနည်းလေးစိတ်အရှင်စိတ်လုံးကြုံအောင်ဗောနော်အမှန်တော့တတောင်တက်တာနဲ့အေးစီနားလို့ရအောင်လို့ကျမအလုပ်ကိုလက်စားတက်စရာရှိရလေးတွေတခါလဲလက်စားတက်ပါတယ်ခါလေးကြောက်လဲဗောနော်အဲ့လိုမျိုးဆီယာမလောက်က အရင်လွယ်လို့သူတွေထင်ကြရမယ်ကျမတို့မှာ lesson plan တွေဆွဲရတာကလေးတွေအတွက်စီစဉ်ရတာကျမတို့အခြားသောအကြောင်းကိစ္စလေးလောက်ကြတာလေးနဲ့ခါလေးတချို့ရုံးဝန်ထမ်းတွေကအိမ်ရပြန်ပြီးအေးစီနားပြီမဲ့ကျမတို့မှာအဲ့လိုနားဖို့အတွက်အဆင်မပြေတဲ့အချိန်တွေရှိပေါ့နော်တစ်ခါလေကျမတို့ကြောင်းတရက်နားဖို့အတွက်တော့မှကျမတို့အတန်းချိန်တွေတင်ရမယ့်အရာတွေပေါ်မှာစိတ်မပြတ်ပဲလွှဲရတဲ့အရာတွေရှိရပေါ့နော်နောက်နေ့မနက်ရောက်ပါပြီ ဟုတ်တယ်ခင်းလေးပါလေမင်းလေးပါသူလေးပါသူဘာလဲသူဟာရဲလို့ရဘာသာရေးတဲ့လို့ထင်လို့ပေါ့ဟာဒီရဟိုအရေးထဲတာပါဒီတော့ဟိုအနောက်ကမဟုတ်ဘူးโอเคဥကြော先抽啊ဖိ ဘာဖြစ်လို့ ဒါပေမဲ့သူနေရဲ့အော်ပါတယ်မောอ่ะတဲ့တဲ့တင်လို့မောနေရတယ်မောလည်းတင်ဟုတ်ရဒီရတို့နေရောက်ကလည်း ဟုတ်သူထိုက်ကြီးဟဲ့ဒါကတော့ရွာမှာမီးရတဲ့အကြောင်းတက်တည်ပြပါရတော့တိတ်မကြသေးပါဘူး2နှစ်လောက်ပဲရှိသေးတယ်ထင်တာပဲအဲ့ဒါ TV ကြည့်နေပါတော့ကြာ TV ကတန်မွန်လိုက်ရှင်းပြီးမှဆိုတော့ကျမအတန်မပြတာဘူးပေါ့နော်ဒါဒီတနေ့ကုန်ကျမဦးလေးတော်လေးကြည့်ပါတယ်ကျမလည်းကြည့်ပါတယ် ဘာလို့မလဲနေလား သူတို့ဝါကျင်နေခဏတော့ ဘာလဲနဲ့ခါတော့အမိုင်ကကူရညာကူလည်းမကြောက်တော့ပါ ရင်တော့ကြောက်တယ်ခုကြီးလာတာအသက်ကြီးလာတာလည်းလောက်မကြောက်တော့ တရက်တကယ်မှမရှိတာ အိုးတရက်ထက်လူတွေကပိုကြောက်ဖို့ကောင်းတယ်တရက်ကတော့သူနေ လူတွေတက်တစီအမိုးရုပ်ကျဘိုးတော့ကိုရပူကြောက်ဖို့ကအမိုးရတော့တကိုးလို့ကျဘိုးတော့ကိုလို့ဘာလို့ဆိုလဲတကိုးကျဘိုးလို့ဘာလို့ဆိုလဲ တဘိုးကလူတွေဒုက္ခပေးလေအဲ့လိုတခိုးကလည်းလူတွေဒုက္ခပေးခိုးကပေးဟာတဘိုးတခိုး ကျဘိုးတကိုးဟဲ့ အဲ့ဒီကောင်တွေကတော့အိမ်ပြန်လာတယ်နော်သူတို့အဲ့လိုလျှောက်သွားပြီနော် ပြန်လာရင်အိတ်ချိန်တိုင်းအိတ်ဒါပဲလူတွေလာလေသလားအချောင်းလာတိုင်းအိတ်ချိန်တိုင်းမအိတ်ပြန်ရင်တိုင်း အကောင်တွေမပြောက်ဘူးလားအဲ့လိုလျှောက်သွားနေတယ်သူအဝေးတော့မသွားကြက်ကလေးတွေပါပါအပင်းကြီးပြန်အုပ်လာပြန်ပြီကောခါလေးဟိုလမ်းတွေပြန်ရှုပ်သွား လုံးပြလုံးလမ်းနေအဲ့ဒါမောင်အမိုးပြန်ပြ တိပေါ်အမိုးလည်းပြန်ပြ မကြ ဗီဒီယိုတွေအောင်မပို့ထားတယ် ဒါနဲ့တည်းရပဲနေပြီးပြန်မှာမဟုတ်လား အင်္ဂါနေ့မှပြန်မှာ အိုးအဲ့ဒါတို့အချိန်ငါရရတယ် ဟေးငါနေ့မနဲ့ဆိုပြန်မယ် တမီးအချိန်ငါရတမီးပြီးသွားလို့ရှိရင်ဒီကပြီးသွားလို့ရှိရင်ဟုတ်ကဲ့ကွာဒီလိုရှိတယ် ဝေးရမတော့ပါဘူးဒီနားလောက်ဟွာဖြစ်လို့ကောင်းမလောင်နေရှိမှာဆို
Ding ding. ငါတော့လာပြန်လဲမှာကျမတို့ရဲ့ဝါချံဖြစ်ပါတယ်ဆက်သွားရင်တော့ဟိုဘက်ရှိရမယ်ဝါချံတည်ရတဲ့အတိုင်းပဲတိတ်ထမရှင်းတာတော့ဟိုရှုပ်ချီရှုပ်လဲလိုက်တော့ ဒီကမီးရတဲ့စီမီကတ်ကော ဟိုင်း ဒီစီမီကတ်ကော ဟိုင်း ဒီစီမီကတ်ကောဦးမ ရှိလား ဒီစီဝါရရတယ်မရှိဘူးငါချိုးရုံရတယ်အဲ့လိုတော့လို့ရှိတော့ကတ်တယ်ဟောလို့ရှိရအောင်ပဲ နော်အဲ့တော့မလဲပြန်လဲပြန်ရမယ်ပြန်လဲမယ်ဟိုဘက်ကတော့လာပြီးတော့ဟိုဘက်တော့ရင်ဝဲတိုင်းဟိုဘက်လဲကိုပေါက်မှာမဟုတ်တယ်မအိမ်ရှိတော့ပါအရင်တော့သူပိန်းတာကကိုကဘာမှမရှိ ဘူးဒီနေ့ကတော့ရှိတယ်ဒီဘယ်နိုင်ငံတွေရောက်ကုန်နေပြီဘလုံးငယ်တနေလို့ကောင်းတယ်နော်ပတ်ချက်လေးရတော့ ကျမတို့အိမ်နဲ့တကားလည်းမရှိပါဘူးရှင်ကောက်ရိုးပုံပုံပါ ကောကောက်ရိုးတွေနဲ့ပဲဖွဲ့စည်းထားတဲ့အိမ်မှာရှိအတွင်းထဲမှာတော့တော်တော်လှပပြီးတော်တော်ရားပါလေကျမတို့လမ်းတွေကိုပါပဲအကာရိုးတွေနဲ့လှုပ်ထားတာပါရှင်အမေရိကက ဘာလို့ဖျားကြောင်ဖြစ်ပါလဲရှင် ရားကြောင်းကြီးရားကြောင်းတော်လေအနီးကရလိုက်အပင်လေးဥပမာရှိတယ်အမေရိကပတ်ဆွဆွဲဆက်သွားပါအဲ့ဆွဲရေကူလာတာblue eye and ဘာတိလဲတီဟို တရပီ တီဟိုတရက်ဟုတ်ပါ yes ဒါဘောနော်မနက်ပိုင်းဟိုလျှောက်ပြီးတော့ထုံးစံတိုင်းကျမမအားလက်ပါဘူးကျမအားလို့လိုက်သွားတာတော့မဟုတ်ပေမဲ့နည်းဘောနော်လိုက်လို့ရတဲ့အခြေအနေလေးရှိမယ်ဆိုပြီးတော့မအားတဲ့ကြားတဲ့ခီးထွက်ချင်လို့ဆိုပြီးလိုက်သွားတာပါဆိုတော့တင်တန်းရှိလို့ဘောနော်တင်တန်းတိုင်ရင်နဲ့အလုပ်လည်းရှိရတင်တန်းလည်းရှိရတင်တန်းရင်တက်ကားတယ်ဘောနော်တင်တန်းရင်တက်ပြီးတော့ကျမမပြီးသေးတဲ့အလုပ်လေးကျမဆက်လုပ်ရပါတယ်ဆိုတော့တမန်နှလုံးကျမအဲ့အပေါ်မှာဝမ်းနာမှာပဲလိုင်းရတာဆိုတော့လေအဲ့ဒီမှာတမန်နှလုံးဆက်လုပ်လိုက်တာမနက်၈နာရီကနေပြီးတော့နေ့လယ်12နာရီကျော်ထိကျမအပေါ်မှာတယောက်တည်းအမှနှစ်ချက်ကြီးနဲ့ကျမဦးလေးကတော့အောက်ကနေဆင်းတော့ပြောရှာပါတယ်အယူမကြီးလိုပဲတယောက်တည်းစကားတွေပြောနေဆိုပြီးတော့လေဆိုတော့အဲ့ဒါနေ့လယ်စာလဲမနက်စာနဲ့နေ့လယ်စာလဲနေ့ကျမပေါင်းစားပါတယ်ခီးထွက်လဲအလုပ်အိမ်မှာနေလဲအလုပ်ကားပေါ်မှာလဲအလုပ်every day အလုပ်ပါလို့เนาะကျမရန်ပြောပါတယ်ခါလီရလဲဗောနော်စိတ်ကိုလွတ်လွတ်လပ်လပ်ဖြစ်ချင်ပါတယ်လို့ဆိုတော့ဘယ်လိုပြောမလဲ teaching life က teaching career ကထင်သလားလွယ်ကူတဲ့အရာတော့မဟုတ်ပါတော့ဆိုတော့ကလေးတွေကလည်းကိုယ့်ရဲ့တင်တဲ့အရာပေါ်မှာကလေးတွေတစ်ခါလေးမလိုက်နိုင်တာတွေကိုတင်တဲ့အရာကလမ်းကြောင်းလွဲသွားတာဖြစ်တဲ့အခါမှာကိုယ့်ကိုဖိအားပေးပြီးတော့ကိုပေါ့နော်စိတ်ပြက်စရာလို့မြင်တဲ့အခါတွေလည်းရှိတယ်အခါတလေမှာလည်းအဲ့ဒီအရာတွေပေါ်မှာအာယုံစူးစိုက်နိုင်ဖို့အတွက်ပို့ပြီးတော့လေးလာတဲ့အရာတွေရှိတယ် teaching career လို့ပြောလို့ရှိရင်တခြားသောအလုပ်တွေလည်းလုပ်ရပါတော့ဒါတော့ကျွန်တော်တို့နေ့ကင် view လေးဖြစ်ပါတယ်လို့နေ့ကင်းဆိုရင်တော့နေပူပါတယ်နေနိုင်တယ်မှနေပူသွားပါပြီကြည့်လိုက်ကြပါတော့ကျွန်မ laptop ကြီးပူလာတဲ့အထိထိုင်လုပ်ပါတယ်လို့ကျေးဇူးတင်ပါတယ်အဲ့မှာပါဆက်ရမှမတက်ကမှဝန်ရာကြီးကိုလက်ပတ်ရိုက်နေပါတယ်တင်းတန်းတိုင်နဲ့အိမ်ငိုင်လာလည်းပါလာပါတယ်ဒါပေမဲ့လုံးဝအိမ်ငိုင်လာတော့လည်းမဟုတ်ပါဘူးနော်ဒါတော့ကျမတို့ကောင်းကြီးထုတ်တော့မှာဖြစ်ပါတယ်နေ့ကမှကျမရဲ့အတော်လေးကောင်းကြီးထုတ်နေပါတယ်လှတာပုံလေးတွေတက်ရရလို့အချက်ထဲမှာလည်းအမလေး ဟဲ့ကောင်းကြီးထုတ်နေကြတာပါရှင်ကျမတို့စားမလို့ပါ ထောက်ရရတယ်တက်ရရ
ကျမတို့စားမှလည်းဒီစားမှလည်းမသိဘူးကာနင်းတာ ကာနင်းတာကာနင်းတော့လက်အိမ်နဲ့လို့လာမပြောနဲ့ကိုယ့်ကိုလုံးမတော့ဒါပဲ ဟုတ်တယ်လေဟုတ်တယ်မှာဘာလို့လဲ လကားနေလက်အိမ်တော့ခိုင်း ဘလို့တယ်ဓမ္မတို့ဘာလို့လက်အိမ်နဲ့မလုပ်တာလဲဘာလဲမှန်းမပြော လကားနေလက်အိမ်နဲ့ပါဖြစ်တယ်ညာဖြစ်တယ်ကိုယ့်ကိုစားမှတော့စခရင်ကနေတို့လာရက်လို့လည်းမရပဲလက်အိမ်နဲ့တော့ မလို့လို့အဲ့လိုပဲပြောလိုက်စစရနေတော့လာမရကြပါနဲ့ ဒီတရားနည်းနည်းစွာဘလောကလည်းမဝင်နေနဲ့စွာဒီမှာလှပကေးလေး2ယောက်လုံးနေပါရင် လေးရှိတယ်ပုံစံလေးရှိတယ်သူတို့လို့ရေးရတယ်ရှိရှိဆိုတော့အားလုံးလို့ရ မနေ့ကတည်းကတောက်လျှောက်ရိုက်ထားတယ်အများကြီးပဲနောက်မှတပုတ်တည်းပဲဆက်လိုက်တော့ ပဲကြလို့ရှင်တော့ မလို့ဘယ်ကိစ္စတောင်းနေလဲ လက်လာလေးလုပ်နေတယ်ငါတို့ပြပြရင်မလုပ်တယ်သူကပြောတာဘလို့ဖက်လို့တာပြောတာဖက်က 你碰米的，碰米的不呢？底下不呢？底下有话说来的， ဟုတ်လား 弄出来呀的。 ဒါနည်းနည်းအုံနောက် 我 တော့ 也怎么说呢？ အုံနောက်တော့မမေ့သွားတာ 碰他包嘛，这看来是毛底下的嘛。 အုံနောက်မှာစက်သိန်းနေကုန်ပြီးတော့ ဘာလဲရ ဘင်း ကောင်းရင်တို့ကတင်းနေမှာစကောင်းငပြောပြီးတော့ကတင်းနေမှာညမရထုံးကြကြီးရအောင် တင်းတင်းဆွဲလို့ရပါတယ်ဒါပေမဲ့မသိဘူးလေသူကပေါက်ထွက်မယ်လို့ တင်းတော့ကိုတီးသွားတာ တေချာလော်နော် ဟောသူကရိုက်နေတာဟာဟောငါသူရိုက်တော့မှမျက်နှာဝှဲလာလဲသူပဲပြင်လာလဲအမလေးဖောက်တယ် တနေ့ဘယ်နှခါတနေ့ခုတင်လို့ရတယ် ကျမရဲ့ရွာ blog လေးအပိုင်းတစ်ကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့ကျရင်လည်းအပိုင်းနဲ့လေးအားတင်ပြီး update ပြီးတော့တင်ပေးပါမယ်လို့ပတ်မှု theory ကနေနှုတ်ဆက်လိုက်ပါတယ် bye bye